မိန်းကလေးငယ်လေးဟာမွန်းတဲ့ချိန်မှာနိုးလာပေမဲ့သူ့အဖွားကအခုထိနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေတော့မယ်ဆိုတာကိုတွေ့ပြီးအံ့ဩသွားပါတယ်။သူကအဖွားကိုအကြိမ်ကြိမ်လှမ်းခေါ်ပေမဲ့ဘာတော့ပြန်မှုမှမရခဲ့ပါဘူး။သူဟာထောက်တနေရာမှာထိုင်ပြီးအဖွားကိုကြည့်နေခဲ့ပါတယ်။သူ့အဖွားဟာတိတ်တဆိတ်ကွယ်လွန်သွားပြီဆိုတာကိုသူမသိသေးရှာပါဘူး။အဲ့ဒီနောက်မှာတော့တစိမ့်တစုအိမ်ထဲကိုရောက်လာကြပါတယ်။မိန်းကလေးကဘီရိုထဲမှာပုံနေရင်အကြောင်းလေးတွေကနေချောင်းကြည့်နေခဲ့တယ်။ခဏအကြာမှာတော့သူ့အဖွားကိုတစ်တကြီးကြီးလေးထည့်လိုက်တာကိုမြင်လိုက်ရပြီးသူ့ရဲ့တူးလေးသောမိသားစုဝင်ကိုခေါ်သွားတာကိုကြည့်နေခဲ့ရပါတယ်။မိန်းကလေးငယ်လေးဟာထိတ်လန့်သွားပါတယ်။သူဟာပြတင်းပေါက်ကနေခုန်ချပြီးနာရီပန်းခွေတွေပြည့်နေတဲ့လမ်းကြားထဲကနေအပြေးလိုက်ပေမဲ့ကားကိုတော့မမီတော့ပါဘူး။အဲ့ဒီညမှာသူဟာသူ့ရဲ့ကစားစရာတနက်လေးကိုကင်ပြီးအိမ်ကိုတိတ်တဆိတ်ပြန်လာခဲ့ပါတယ်။သူ့ဦးလေးကသူ့ကိုပြန်ခေါ်ဖို့ကြိုးစားပေမဲ့သူကတော့ငိုယိုပြီးအဖွားကိုပဲပြန်တွေ့ချင်တယ်လို့ပြောနေခဲ့ပါတယ်။တခြားရွေးချယ်စရာမရှိတော့တာကြောင့်ဦးလေးဖြစ်သူကလူတစ်ယောက်ကိုသူ့ကိုရက်အနှဲငယ်လောက်စောင့်ရှောက်ပေးဖို့အကူအညီတောင်းလိုက်ပါတယ်။နောက်တစ်နေ့မှာတော့အဲ့ဒီလူကအဖွားကအဖြူရောင်မိခိုးငွေတွေဖြစ်ပြောင်းသွားပြီလို့သူ့ကိုအသားရပြောပြပါတယ်။အဖွားကိုဘယ်တော့မှပြန်မတွေ့ရတော့ဘူးဆိုတာသိသွားတဲ့အခါမိန်းကလေးဟာအသေးအတန်ကိုကြွေးပါတော့တယ်။အဲ့ဒီညမှာသူတယောက်တည်းအပြင်မှာထိုင်နေရင်အဖွားရဲ့အတန်သွင်းထားတာတွေကိုဖွင့်နှားထောင်ပြီးကျဲတွေကိုမော့ကြည့်ကတိတ်တဆိတ်ငူနေခဲ့ပါတယ်။ဒါကိုနောက်ကနေကြည့်နေရတဲ့ထိုလူဟာလည်းရင်ထဲမှာမကောင်းဖြစ်နေခဲ့တာပေါ့။မိန်းကလေးရဲ့မွေးနေ့မှာတော့သူကအဖွားရဲ့အတန်သွင်းထားတာတွေကိုအယုတ်လေးထဲထည့်ပြီးလက်ဆောင်ပေးခဲ့ပါတယ်။ခလုတ်ကိုနှိပ်လိုက်လို့အဖွားရဲ့အတန်ကိုပြန်ကြားလိုက်ရတဲ့အခါမိန်းကလေးဟာအယုတ်ကိုတင်းတင်းကြပ်ကြပ်ဖက်ပြီးငိုချလိုက်ပါတော့တယ်။ဒါပေမဲ့ပျော်စရာအချိန်တွေကကြာရှည်မခံခဲ့ပါဘူး။သူ့ရဲ့အရင်းအမြစ်အမေပါလို့ပြောတဲ့အမျိုးသမီးတစ်ယောက်ရောက်လာပါတယ်။သူကမိန်းကလေးကိုပြန်ခေါ်သွားဖို့အသေးအတန်တောင်းပန်ခဲ့တယ်။ထိုလူကစိတ်မပါပေမဲ့နောက်ဆုံးမှာတော့သဘောတူလိုက်ပါတယ်။ဒါပေမဲ့မိန်းကလေးကတော့သူ့ကိုသူ့ရဲ့အဖေရင်းလိုပဲသတ်မှတ်ထားပြီးသားပါ။သူကပုံတပုံဆွဲပေးပြီးတမီးမှာအဖေရှိနေပြီမို့လို့အဖွားကိုဆုံးရှုံးရမှာကိုမကြောက်တော့ဘူးလို့ပြောခဲ့ပါတယ်။ထိုလူဟာမျက်ရည်တွေကိုအောက်အေးရင်အိမ်ပြန်ရောက်တဲ့အခါမိန်းကလေးကိုသူ့ရဲ့လိပ်စာကိုအလွတ်မှတ်ခိုင်းပါတယ်။မိန်းကလေးကတခုခုမားနေပြီဆိုတာရိပ်မိသွားပြီးသူ့ဘာကိုနန်းကအိပ်ပျော်သွားခဲ့တယ်။သူအိပ်ပျော်နေတော့မှပဲထိုလူကသူ့ကိုအမျိုးသမီးရဲ့ကားထဲကိုချီထည့်လိုက်ပါတယ်။မိန်းကလေးကိုတိတိကျကျစောင့်ရှောက်ပေးဖို့အမျိုးသမီးကိုထပ်ခါတလဲလဲမှကြားနေတာကြောင့်အဲ့ဒီအမျိုးသမီးတောင်မျက်ရည်ကျခဲ့ရပါတယ်။ဒါပေမဲ့သူတို့ထွက်ခွာခါနီးမှာပဲမိန်းကလေးနိုးလာပြီးထိုလူရဲ့လက်မောင်းကိုလှမ်းဆွဲထားပါတော့တယ်။အသေးတန်တောင်းပန်နေတဲ့ကြားကပဲသူကလက်ကိုယုံဖယ်ပြီးမိန်းကလေးထွက်သွားတာကိုကြည့်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ထိုလူလည်းမအောက်နိုင်တော့ပါဘူး။သူဟာမိုးတဲ့လေထဲမှာကားနောက်ကိုအားကုန်တဲ့အထိပြေးလိုက်ပါတော့တယ်။မိန်းကလေးကလည်းကားနောက်ခန်းကနေအဖေလို့အကျယ်ကြီးအော်ဟစ်ငိုယိုနေခဲ့ပါတယ်။မိန်းကလေးကိုဆုံးရှုံးလိုက်ရပြီးတဲ့နောက်ထိုလူဟာမျောလင်းချက်မဲ့သွားပါတယ်။သူဟာနေတိုင်းကတင်ပေါ်မှာလဲလျောင်းရင်းမိန်းကလေးပေးခဲ့တဲ့ပုံလေးကိုကြည့်ကဝမ်းနဲ့ပူဆွေးနေခဲ့ပါတယ်။အဲ့ဒီလိုနဲ့တနေ့မှာတော့ဖုန်းတစ်လုံးဝင်လာပါတယ်။မိန်းကလေးပျောက်သွားပြီတဲ့။ဒါပေမဲ့ကံကောင်းတာကသူပျောက်သွားတာမဟုတ်ပါဘူး။သူဟာအလွတ်မှတ်ထားတဲ့လိပ်စာအတိုင်းလမ်းကိုမှတ်မိပြီးပြန်လာခဲ့တာပါ။သူတို့နှစ်ယောက်ပြန်ဆုံတဲ့အခါမှာတော့တယောက်ကိုတယောက်တင်းတင်းကြပ်ကြပ်ဖတ်ထားရင်ဘယ်တော့မှမခွဲတော့ဘူးလို့ဆုံးဖြတ်ကနှစ်ယောက်လုံးငိုချလိုက်ပါတော့တယ်